ဟာကိုစပင်ကိုရေးဖြတ်တဲ့တက်ရည်ပန်းပေါ်ဖောင်ရည်လောင်ချော့ကစပင်တူးတစ်ခုကိုဖန်တီးခဲ့ပါတယ်လူသူအားလုံးနှစ်ချိတ်စွာအိမ်မော်ချော့နေတဲ့ညာတန်းခေါင်ရံမှာပဲတစုံတယောက်ကအခန်းထဲဝုန်းကနေပြေးဝင်လာပြီးသူမရဲ့ပါစက်ကိုပိတ်ကအတင်းအဓမ္မဖန်စီခေါ်ဆောင်သွားခဲ့ပါတယ်သူမဟာသူမရဲ့ဦးခေါင်းကိုတမင်တကာခါရမ်းလိုက်ပြီးခေါင်းပေါ်ကခေါင်းလောင်းတန်တွေနဲ့ဖန်စီသူရဲ့အာယုံကိုဆွဲဆောင်ခဲ့ပါတယ်ထို့သူကခေါင်းလောင်းတွေကိုအနီးကပ်ကြည့်ဖို့စပင်ကိုဆွဲကင်လိုက်တဲ့အချိန်မှာပဲသူမဟာအခွင့်အရေးကိုအရဖန်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူတို့ဒီလိုက်လံဖန်စီတဲ့အချိန်မှာတော့မိန်းကလေးဟာအရေးအယောင်တောင်မကြံအောင်ပျောက်ကွယ်သွားပါပြီအဲ့ဒီအချိန်မှာပဲလမ်းသွားလမ်းလာတဲ့ရောက်ဖြတ်လာတာကြောင့်ဖန်စီသူဟာသူမကိုလွတ်သွားပြီးဆိုတာကိုဝေမခံရဲပဲဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့ပါတယ်ဒီလိုနဲ့ပဲမိန်းကလေးဟာကန်ကောင်းထောက်မှစွာလွတ်မြောက်သွားပါတော့တယ်အဲ့ဒီနောက်သူမဟာရုပ်ဖြတ်ပြီးအလုတ်သမားနေကြတဲ့မှာရောနှောနီးထိုင်ရင်ထွက်ပြီးဟိုခုနီးကိုစောင့်ဆိုင်နေခဲ့ပါတယ်။ဒီနေ့မှာတော့ပြင်းထန်တဲ့လေမုန်တိုင်းတစ်ခုရုတ်တရက်တိုက်ခတ်လာခဲ့ပါတယ်။မြေတူးဆက်တစ်စီးဟာဟန်ချက်ဖြတ်ပြီးပြုတ်ကျဲတော့မယ့်အခြေအနေကိုရောက်နေပြီးအလုတ်သမားတော်တော်များများကလည်းထိုဆက်ကိုပြန်ဆွဲတင်ဖို့ကြိုးစားရင်းအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလေမင်းကလေးဟာသူမရဲ့သေးစင်နဲ့ဖြက်လက်တဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးမြေတူးဆက်ကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်။သူမရဲ့သူရဲ့ဟုံးဆန်တဲ့လူပြကြောင့်ကုန်တင်အလုတ်ယုံကိုယာရူးတိုးပေးချုံခံရပါတယ်။သူမဟာအဲ့ဒီမှာနှစ်အတော်ကြာအောင်လူမသိအောင်နေထိုင်ခဲ့ပြီးနောက်ဆုံးမှာတော့လွတ်မြောက်ဖို့အတွက်တကယ့်အခွင့်အရေးကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်